စာအုပ်တွေရောက်တယ်ဒါကတော့စာအုပ်တွေရောက်တာနဲ့တည့်ရတိုင်းပဲသိမ်းဖို့အတွက်ထုတ်တယ်နော်ဒါကြီးသိမ်းရတော့မယ်ဒီလိုလေးထုတ်ထားတော့ဗျာသိလားဒီဝယ်တဲ့သူကြတော့လေဝယ်တဲ့ခါကျရင်ကျွန်တော်တို့လည်းအဲ့လိုပဲဖြစ်မှာပါရောင်းသူအနေနဲ့ကြည့်ပဲနဲ့ဝယ်သူအနေနဲ့ပဲကြည့်မယ်ဒီလိုလေးတွေထုတ်ထားတယ်ဆိုရင်ကြိုက်ကြရဗျဘာဖြစ်မထုတ်ထားရနဲ့ထုတ်ထားရတယ်ဆိုရင်ဒါထုတ်ထားတဲ့စာအုပ်ကိုပဲယူကြရပေါ့လေအဲ့တော့အဲ့လိုမျိုးလေးကြတော့လေဟိုသိမ်းရတော့လေအားသာချက်ကအများကြီးပါလှုပ်ရှုပ်တာတော့ဟုတ်တယ်ဒါပေမဲ့သိမ်းတော့လည်းအဆင်ပြေရပေါ့လေနော်ဖုံမတက်တော့ဘူးပေါ့အဲ့တော့ဒီစာအုပ်တွေကတော့ကျွန်တော်တို့ထုတ်တယ်ဝင်ခဲ့ပါမှာနော်အပေါ်နောက်ပထမတစ်သုတ်ပို့ပြီဒါကြံတာတွေပေါ့လေအဲ့ဒါရနောက်ပြီးတော့ဇော်ကြီးတိုက်ကနေပြီးတော့စာအုပ်တွေရောက်တယ်ဗျဒါရလည်းကျွန်တော်တို့ဒီရောင်းမဲ့စာအုပ်တွေထားပြီးတော့ပို့တာတွေကိုကျွန်တော်ထုတ်လိုက်တယ်ပေါ့နော်ဒီလိုမျိုးပေါ့မြင်းဝါတောင်တို့နော်ဒါတွေကဇော်ကြီးတိုက်ကနေပြီးတော့ရောက်တဲ့စာအုပ်တွေဒါမှနေ့ကမိတ်ဆက်ပြီးပါပြီနော်ဟိုနေ့ကတော့ဒီတိုင်းရှိတယ်အခုကတော့ဒါထုတ်လိုက်ပြီပေါ့လေအဲ့ဒါရေနောက်တစ်ခုကကြတော့ဒါလည်းကျွန်တော်ဟိုတနေ့ကတော့မရိုက်ပြရသေးတယ်ဒီတော်လိုင်းကောင်စီမှာဒီစစ်အာဏာရှင်စနစ်စီတို့နော်ဒီစာအုပ်လေးတွေအဲ့ဒါလေးတွေရောက်တယ်ရောက်တာတစ်ခါတန်းထုတ်တယ်နော်နောက်ပြီးတော့ဒီမှာကျွန်တော်စီမှာရောင်းရတဲ့စာအုပ်လေးနော်လောချစ်ဘာဒီလင်နာရဲ့စာအုပ်ပါနိုင်ဥပါဒပြန်တာနော်ဒီစာအုပ်ဆိုလည်းကျွန်တော်စီမှာရောင်းရတယ်လို့ပြောလို့ရတယ်နော်ဒီစာအုပ်ကပြန်ထွက်တာဖြစ်တဲ့အတွက်ဒီစာအုပ်လေးလည်းအဲ့ဒီထွက်ချင်းကတော့ရောင်းရတယ်ပေါ့လေအခုကနည်းနည်းလေးပေါ့သွားပြီဒါပေမဲ့လည်းကျွန်တော်ဝယ်ထားပါတယ်တိုင်းပြည်တိဆောက်ရင်းနဲ့နိုင်ငံတိဆောက်ရေးဒါပြန်ထွက်တာပါနော်ဒီဥစ္စာလေးလည်းကျွန်တော်စီမှာရှာပြီနော်စရရှိပါတယ်ကျွန်တော်လိုရမယ်ကအဒီတိုက်ကိုမှားရင်လည်းမှားလိုက်တာပေါ့တော်လန်ခစ်ကတော့ကျွန်တော်နှစ်အုပ်တွဲပဲရောင်းတော့ရပေါ့နော်ဘာလို့လဲတအုပ်ကိုပါတူရှိတာကိုတအုပ်ကိုရင်တအုပ်အဲ့လိုမျိုးဘယ်လိုပြောရမလဲဒီပြန်ပြီးတခါကျရင်ဟိုပထမအတွဲဒုတိယအတွဲမရှိတော့ဘူးဆိုရင်အဆင်မပြေဘူးပေါ့လေအဲကြောင့်ကျွန်တော်ကတော့အတွဲလိုက်ပဲရောင်းတော့ရနော်ခွဲပြီးတော့မရောင်းဘူးအဲ့ဒါလေးရှိမယ်နောက်ပြီးတော့အိန္ဒိယတဒနာပညာနော်အိန္ဒိယတဒနာပညာဒီစာအုပ်ရှိမယ်နော်ဒါလေးလည်းကျွန်တော်မှာနှစ်အုပ်လားသုံးအုပ်လားရှိရတယ်ကျွန်တော်မှားလိုက်တာဒါလည်းအများကြီးပေါ့နော်အိန္ဒိယတဒနာပညာနော်နောက်တစ်ခုကဒီစာအုပ်တွေကြအောင်ချိတ်ကတလနော်ဒါလေးနှစ်ကာလတိုက်ထုတ်ပါကတလကြောက်စိမ့်မြေနောက်ပြီးတော့ခုနကမျက်မှောက်အိန္ဒိယတဒနာကိုလေ့လာခြင်းဒီစာအုပ်လေးဒါလေးလည်းရှိတယ်နော်နောက်ပြီးတော့ဒီမှာဒါလေးကုန်သွားရယ်နော်ကျွန်တော်မှာဒါဒုတိယကြိမ်ထွက်တာပါပထမကြိမ်ကတော့ထွက်တုံးကတော့ဒါအခုပါရီစာပေကထွက်တာပါနော်ပထမကြိမ်ထွက်တုံးကတော့ဒီခန်းကျုပ်ပုံစံမျိုးပေါ့နော်ခန်းကျုပ်နဲ့စက်ကူသားအဝါသားနဲ့ပေါ့နော်ဒီဥကတော့အခုဒီလိုပုံစံဖြစ်သွားပြီဒါကတော့ဒါပြန်ထွက်တဲ့ဟာပါဒုတိယကြိမ်မင်းခတ်ရဲ့နိုင်ငံရေးတွေးခေါ်50ပေါ့လေဒါဆရာမောင်စုစန်းရဲ့စာစုเนาะဒါဟိုဆရာကျော်ဝင်းကနေပြီးတော့စူးစီးတာပေါ့เนาะအဲ့လိုပဲပြောပါတော့စီစဉ်သည်เนาะဒီစာအုပ်လေးကလည်းကျွန်တော်စီမှာရှိသေးတယ်ဒါပေမဲ့ကျွန်တော်မှားလာတာပါဒီစာအုပ်လေး7 habit เนาะကျွန်တော်ဒီစာအုပ်ကကျွန်တော်ကြိုက်ခဲ့တဲ့တဲမှာပါတယ်21ရာစုသားရွှေဦး7 habit for 7 habits of highly effective teens ပေါ့လေเนาะဒီဥစ္စာလေးကလည်းဒါဒုတိယကြိမ်ပေါ့เนาะဒါပေမဲ့ဈေးလေးနည်းနည်းပြောင်းတယ်အဲ့တော့ကျွန်တော်ဒီစာအုပ်လေးလည်းကျွန်တော်စီမှာလည်းနည်းနည်းလေးရောင်းရတယ်လို့ပြောလို့ရပါတယ်အဲ့ကျွန်တော်မှားလိုက်တယ်ပြန်ပြီးတော့တကောင်းစပ်ပေးရပါလိမ့်နောက်တစ်ခုကတိုင်းပြည်တိဆောက်ရေး nation state ပေးတယ်အဲ့ဒါရှိမယ်ဒါအစ်စ်ပါဒီမိုကရေစီအပြောင်းလဲဆရာကျော်ဝင်းအစ်စ်ထွက်ပါတယ်ဒီစာအုပ်လေးဒါလေးထွက်တယ်နော်အစ်စ်ထွက်တယ်ကျွန်တော်စီရောက်ပြီနောက်ပြီးပါရှိအောင်မလဲနောက်ပြီးဒီဥစ္စာပါကျွန်တော်အများကြီးပေါ့လေပြည်ပမှာအဖြေရှာဖွေခါကြည့်ပါလက်နော်ဒီစာအုပ်ကြီးအထူကြီးပဲနော်စာရတာလည်းကောင်းတယ်ခန့်ကျုံမဟုတ်တာလေးတစ်ခုပဲပေါ့နော်ဒီစာအုပ်လေးခန့်ကျုံလို့လည်းပိုမိုက်မယ်အဲ့တော့ဒီစာအုပ်လေးကလည်းကျွန်တော်စီမှာရှိပါတယ်နော်ပြည်ပမှာအဖြေရှာဖွေခါကြည့်ပါလက်နော်ဒီစာအုပ်လေးကလည်းကျွန်တော်စီရောင်းရလို့ပြောလို့ရပါတယ်အဲ့ဒီစာအုပ်လည်းပြန်ထွက်တာပါလေနော်ပြန်ထွက်တော့တော်ရောင်းခဲ့တော်တော့မပြောပါဘူးပေါ့နော်ဟ
ဟိုရောင်းခဲ့ရတယ်ပေါ့လေဒီမထွက်ခင်တော့လည်းရှားပါစာကိုဖြစ်ခဲ့တယ်ထွက်တော့လဲဆိုတော့လည်းဝယ်ကြပါတယ်အော်ဒီစာအုပ်လေးကျွန်တော်များမှားလိုက်တယ်ကျွန်တော်စီမှာရောင်းရတာဖြစ်တဲ့အတွက်ဟိုရတော့အဓိကတော့ပြောချင်တာကတော့စာအုပ်တစ်တွေရောက်ပဲဒီအပိုင်းမိုးရင်းမူလမ်းပြီဗျအယောင်းနေတော့နည်းနည်းလေးပါတယ်အဲ့တော့လူချင်းတဲ့စာအုပ်တွေရှိရင်ကျွန်တော်တို့ messenger ချက်ပေါက်နေပြီးတော့မှာလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေစိတ်ချမ်းသာမှုရှိပါစေကိုယ်ချမ်းသာရှိပါစေ